နေ့ကကျွန်တော် online မှာ video လေးတစ်ခုတွေ့လိုက်တယ်ဖေတယောက်နဲ့တူပါတယ်ဖေသားရီငါသားရီလို့တချို့အော်ပြီးโอเคပုံကြီးလက်ပလာနဲ့တူဖော်နေတာခြေထောက်မှာလည်းသွေးတန်တရေချင်းတယ်သူ့တန်အောင်လည်းသူစိတ်ပူနေတဲ့ပုံနာကျင်တဲ့ပုံလည်းမပေါ်ဟုတ်တယ်လေရှင်ဘတ်ထဲကနာကျင်နေရကြီးအပြင်တရားမမိသေးဘူးထင်တယ်ကျွန်တော်ဒီကာလတွေမှာဒီလိုမိဘမျိုးတွေမရေတွက်နိုင်အောင်ရှိခဲ့မှာပဲကိုတင်ငယ်ချင်းကိုမိဘကိုသားသမီးကိုဆွေမျိုးကိုချစ်ရတဲ့သူတယောက်ဆုံးရှုံးသွားတယ်ဆိုတဲ့ခံစားချက်ကစကလုံးနဲ့အောင်ဖော်ပြလို့ရမယ်မထင်ဘူးဗျအဲ့လိုမျိုးကိုချစ်ရတဲ့သူအပြီးတိုင်ဘယ်တော့မှပြန်မတွေ့ရတော့ဘူးလို့တေချာသွားပြီဆိုရင်ရင်လုံးဖြစ်လာတဲ့ခံစားချက်ကတော့ကိုပြစ်တင်တာပါပဲငါသာအဲ့နေ့ကသူ့ကိုအပြေးဝကောက်ွယ်ပေးနိုင်ခဲ့ငါသာသူ့ကိုအဲ့နေ့ကအဲ့မှာမထားခင်ဒီလိုဖြစ်မှာမဟုတ်ငါသာသူ့ဘေးနားမှာရှိနေခင်သူဒီလိုဖြစ်မှာမဟုတ်စသဖြင့်ကိုဖြစ်တင်တာမျိုးတွေစတင်ခံစားလာရပါတယ်ဒီလိုနဲ့တရက်နေ့ရဲ့အချိန်နဲ့ကြာလာကိုနေ့စဉ်ဘဝတွေမှာပါတက်ရောက်မှုတွေရှိလာပါတော့တယ်ဥမာကိုလုံးနေကြပုံမှန်လုပ်တရားမလုပ်တတ်တော့တာဒီအကြောင်းအရာတွေပဲတွေးမိပြီးအမြဲငူငိုင်ဖြစ်နေတတ်တာဘာမှမလုပ်နိုင်တော့ပင်ပန်းစိတ်သက်သာနေတတ်တာမျိုးတွေစဖြစ်လာပါတယ်နောက်ကြာလာနဲ့မြငါဒီလိုမျိုးတစ်သက်လုံးကြီးအမြဲနေသွားရတော့မှလားဆိုရဲတန်တရားတွေဝင်လာပါတော့တယ်ဒီလိုချိန်မှာစိတ်ကအလိုလိုနေစိတ်လိုမကြတာတွေဒေါသထွက်နေရတာတွေကိုရှေ့မှာအမြင်မတော်တာတွေမြင်မတူတဲ့လူတော်တော်များများကိုကြုံတွေ့ရနိုင်ပါတယ်အဲ့လိုຢာတွေကိုအရန်ဒေါသထွက်စိတ်ဆိုးမနေပဲကိုလုံးစရာရှိတာကိုပဲအာရုံစိုက်ပြီးရသလောက်လုပ်နေဖို့လိုအပ်ပါတယ်ဒီနေရာမှာကျွန်တော်ဆိုတော့ကိုကြားပေါရဲ့သူ့ postcard ထဲမှာကျွန်တော်နားထောင်ခဲ့ပြီးတဲ့အတွေ့အကြုံလေးတစ်ခုမျှဝေပေးချင်ပါတယ်သူ့ဘသူအကြံဉာဏ်ပေးခဲ့လဲဆိုတာတော့ကျွန်တော်တိကျမှတ်မိတော့အဲ့အကြံဉာဏ်လေးကဘာလဲဆိုတော့ထားပါတော့ကျွန်တော်တို့အိမ်ကနေစူးလေးကိုသွားဖို့ပြင်ဆင်နေဆိုပါဆိုကျွန်တော်မနေ့စောစောစားထွက်မယ်အိမ်မှာထမင်းမစားဖြစ်တဲ့အခါလမ်းမှာထမင်းဆိုင်ဝင်ရင်လည်းဝင်ရမယ်ဒါမှမဟုတ်လက်ဖိတ်တောက်ချင်လို့ပဲဖြစ်ဖြစ်ကျွန်တော်လက်ဖိတ်ဆိုင်လည်းဝင်ရနိုင်ပါတယ်အဲ့လိုကျွန်တော်တို့ဝင်ထိုင်တာတွေကခဏတာပါပဲအဲ့လိုမှမဟုတ်ဘူးတနေ့ကုန်လက်ဖိတ်ဆိုင်ထိုင်နေမယ်ဆိုရင်တော့ခုနကကျွန်တော်တို့သွားခြင်းနဲ့ရေမှန်းချက်ဖြစ်တဲ့စူးလေးကိုကျွန်တော်ရောက်တော့မှမဟုတ်ပါဘူးဒီလိုပါပဲကျွန်တော်တို့ဘဝတွေမှာလည်းစိတ်ညစ်စရာတွေစိတ်ပီစီစရာတွေစိတ်တက်ကြစရာတွေကတခုမဟုတ်တစ်ခုတော့အကြောင်းအမှသိကြပါတယ်အဲ့ချိန်ညာကျွန်တော်လူပီသားစားပဲစိတ်ညစ်စရာရှိစိတ်ညစ်လိုက်ကြပါပျော်စရာရှိရင်လည်းပျော်ဖို့လိုအပ်ပါတယ်ငါကဘာလို့စိတ်တက်ကြနေရလဲဆိုပြီးလေကိုအပြစ်တင်နေကြမလိုအပ်ပါဘူးကျွန်တော်တို့ကလူသားတွေလေအမှန်မကင်းတဲ့လူသားဆိုတာရှိမှမရှိတာဒါပေမဲ့လေကျွန်တော်တို့ရေမှန်းချက်ပန်းနိုင်ရပါလဲအဲ့ဒါကိုတော့ကျွန်တော်ပြန်စဉ်းစားဖို့လိုအပ်ပါတယ်စိတ်ညစ်စရာရှိတာညှစ်ပြီးသွားရင်ကျွန်တော်တို့ပြန်ထူထောင်ဖို့လိုအပ်ပါတယ်တနည်းအားမှာကျွန်တော်တို့ဂျာကြီးနေလို့မရပါဘူးကျွန်တော်တို့ရဲ့ပန်းနိုင်ပြန်ရအောင်တော့မမေ့ပါနဲ့ဆိုတဲ့အကြောင်းကျွန်တော်ကြုံလုံးလေးပေါ့နော်မျှဝေပေးချင်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်အဓိကပြောပြပေးချင်တာကတော့ဒီငလျင်နောက်ဆက်တွဲစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့သူတွေအတွက်စိတ်ဖိစီးမှုတက်တာအောင်ဘယ်လိုမျိုးချော့ချလို့ရမလဲဆိုတာလေးကိုကျွန်တော်ဖတ်မိလေ့လာမိသလောက်လေးပြန်ဝေမျှပြီးအပေးစကားပြောချင်ပါတယ်ပထမဆုံးအနေနဲ့ကကျွန်တော်တို့လက်ရှိဖြစ်နေတဲ့အရာကိုမှန်တကယ်လက်ခံလိုက်ဖို့လိုအပ်ပါတယ်ဟုတ်ပါတယ်ဘယ်သူမှကိုချစ်တဲ့သူကိုဘဝထဲမှာတေချာပေါက်ဘယ်တော့မှပြန်ပေါ်မလာတော့မှအေးလက်မခံနိုင်ပါဘူးဒါပေမဲ့ကျွန်တော်တို့အမှန်တရားခါးပေမဲ့လည်းလက်ခံရပါလိမ့်မယ်နောက်တစ်ခုကဒီလိုမျိုးဖြစ်ဆိုးမျိုးနဲ့ကြုံခဲ့တာတူးတယောက်တည်းဖြစ်ခဲ့တာမဟုတ်ပါဘူးခုဆိုငလျင်ကြောင့်တည်ဆုံးတဲ့စီးရင်ကအယောက်4000ကျော်လာခဲ့ပြီဖြစ်ပါတယ်ကျွန်တော်ချစ်တဲ့သူတယောက်ဆုံးရှုံးခဲ့ရပြီမဲ့လေကျွန်တော်ချစ်ရမယ့်သူတယောက်မို့တယောက်ကကြံရှိနေပါသေးတယ်အဲ့အတွက်ကျွန်တော်ရှင်းသန်ပေးရပါမယ်ဥမာဆိုပါဆိုခင်မွန်းတယောက်အနေနဲ့ဇနီးတွေတယောက်ဆုံးရှုံးလိုက်ရပြီဆိုရင်ကိုကဇနီးကြောင့်ဘူးဆေးဝမ်းနေပြီးရှင်းပစနိုင်ခဲ့လို့ဆိုရင်ကိုကြောင့်ရှင်းသန်နေတဲ့သားသမီးတွေကိုချစ်ရတဲ့သူတွေထပ်ပြီးဒုက္ခရောက်ရပါလိမ့်မယ်သူတို့ရှေ့မှာကိုကမမရက်တည်နေပြီလို့လိုအပ်ပါတယ်ဒီချိန်မှာကျွန်တော်အကြံပေးချင်တာဆိုရှယ်မီဒီယာရဲ့သတင်းတွေရှော့ပြီးကြည့်ဖို့ပါ
ပြောရမယ်ဆိုရင်ကျွန်တော်ကရန်ကုန်မှာနေတာဖြစ်တဲ့အတွက်ဘာမှအထိခိုက်ပျက်စီးမရှိခဲ့ပါဘူးအဲ့လိုပဲတငယ်ချင်းမိတ်ဆွေမျိုးတွေလည်းငလင်ထဲမှာမပါခဲ့ပါဘူးကျွန်တော်လူတော်မှာ social media ကြည့်ပြီးအလိုလိုမျက်ရည်ဝဲတတ်ပါတယ်အဲ့တော့တကယ်တီဖြစ်ဆိုးတဲ့ပါခဲ့တဲ့ညီကိုမောင်နှမတွေအနေနဲ့ဆိုရင်တေချာရခံနိုင်ရှိမှာမဟုတ်ပါဘူးအဲ့တော့ပထမတစ်ချက်အနေနဲ့ social media ကို short သုံးပြီးပါနောက်တစ်ချက်ကတော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုမျှဝေပေးဖို့အရေးကြီးပါတယ်ကြံရှိနေသေးတဲ့ကိုမိသားစုဝင်တွေကိုအရင်ဆုံးတငယ်ချင်းတွေကိုကိုရင်ထဲမှာဖြစ်နေတဲ့ခံစားချက်တွေကိုပြောပြပေးပါအဲ့လိုမျိုးရင်ထဲကအကြောင်းအရာတွေကိုပြောပြနေကြလို့မဟုတ်ဘူးဆိုရင်တော့အကောင်းဆုံးက journaling လုပ်ပါကိုစိတ်ထဲမှာရှိတဲ့အရာတွေကိုတက်နိုင်သမျှစောင်းနဲ့ချပြီးရေးပေးပါတေချာတာကျွန်တော်တို့မျိုးသိထားတာများလာခံစားချက်တွေကပိုပြီးပြင်းထန်လာတတ်ပါတယ်မီးတောင်သေးပေါက်ကွဲပြီဆိုရင်တာမန်မီးတောင်ပေါက်ကွဲမှုတဲ့ပူဆိုးတတ်တယ်ဆိုတဲ့စကားအတိုင်းပါပဲနောက်တစ်ချက်ကတော့ပုံမှန်ကိုလုံးနေကြအရာတွေကိုဆက်လက်ပြီးလုပ်ဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လူစိတ်တွေကအချိန်ပူတွေများလာပြီဆိုရင်မကောင်းတဲ့ခံစားချက်တွေကိုဦးစားပေးတတ်လို့ပါ။ဒါကြောင့်မို့အလုပ်သွားကြရှင်စူးစမ်းပြီးပုံမှန်တိုင်းသွားပေးပါ။နေ့စဉ်လုံးနေကြအရာတွေကိုလည်းစူးစမ်းပြီးလုပ်ပေးပါ။နောက်ထပ်အရေးကြီးတဲ့တစ်ခုကတော့ကျွန်တော်တို့အာဟာရပြည့်ဝအောင်စားဖို့နဲ့အိတ်ချိန်မှန်မှန်အိပ်ဖို့ပါကျွန်တော်တို့စီမှာရှိတဲ့ physical ဘိုင်းနဲ့ mental ဘိုင်းတစ်ခုကတစ်ခုနဲ့တစ်ခုထောက်ပံ့ပြီးကြိုးပြပါတယ်စိတ်ပိုင်းဆိုင်ရာထိခိုက်နေရင်တော့မှခန္ဓာကိုယ်ကကျန်းမာနေရဆိုရင်အနည်းဆုံးတော့ပိုပြီးခံနိုင်ရှိပါတယ်ဒီလိုမှမဟုတ်စိတ်ကလည်းထိခိုက်နေသလိုခန္ဓာကိုယ်ကလည်းမကျန်းမာဘူးဆိုရင်တော့တေးကြရတဲ့ငယ်မင်းအိပ်ရတယ်မှာလဲဝါပါလိမ့်မယ်အဲ့ခါကျရင်ကျွန်တော်ပြောခဲ့သလိုပဲကိုယ့်ကိုချစ်တဲ့ကြံရှိနေတဲ့သူတွေပါကိုကြောင့်စိတ်ထိခိုက်နာခြင်းရပါလိမ့်မယ်နောက်ပြီးတစ်ခုတိုက်တွန်းနေတာကိုဘေးနားမှာဒီလိုမျိုးစိတ်တက်ကြနေတဲ့သူတွေရှိရဆိုရင်အဆင်ပြေလာတဲ့ငယ်ချင်းငါဘာလုပ်ပေးဖို့လို့လဲစသဖြင့်အားပေးစကားပြောပြီးဖို့ပါအဲ့လိုမျိုးကိုကမေးပေမဲ့လည်းတစ်ဖက်ကနေပြီးတော့ဒီမှာငါမိသားစုဝင်တွေဆုံးရှုံးသွားတာဘယ်လိုလုပ်အဆင်ပြေမှာလဲစားရထိုးလောကန့်လန့်စကားရင်းနဲ့လည်းရင်ဆိုင်ရနိုင်ပါတယ်ဒါပေမဲ့လည်းနားလည်ပေးလိုက်ပါဘာဖြစ်လို့လဲဆိုတော့သူ့ရင်ထဲမှာသူ့ကိုယ်သူတော်အပြစ်တင်ပုံဝင်မကျဖြစ်နေတဲ့အချိန်မျိုးပါကျွန်တော်ငွေကြေးတွေတန်မိုးရှိရရိုင်းမှာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အားပေးစကားတစ်ခုကလည်းအမှန်တကယ်စိတ်တက်ကြနေရတဲ့လူတွေအတွက်ခွန်အားတစ်ခုဖြစ်လာနိုင်တယ်ဆိုတာမမေ့ပါနဲ့လို့ပြောရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုညီကုန်းချိုးပြစီဗျာဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့